မိန်းလမ်းမကြီးမှာတည်ရှိတယ်46လမ်း105 106ကြားမှာရှိတယ်လူနေဆိုင်ငန်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်လည်း ဝင်ချင်းမှာခြေဝင်းလာတဲ့24ပေ38ပေရှိတဲ့အေကန်းရှိပါတယ်ခင်ဗျာမိဖို့ကောင်ကလည်းရှယ်ပဲလေကားအောင်နေရာမပုတ်အောင်အများဆုံးအင်္ဂါထားရပါတယ်အပေါ်ဒုတိယတက်မှာ master bedroom 2ခန်းရှိပါတယ်အလူမီနီယံတွေကိုလည်း quality လုံးဝမခိုးဘဲနဲ့သုံးထားတာတွေ့ရပါတယ်ပြီးတော့ခုလိုတကားပေါက်ကိုဖွင့်လိုက်တာနဲ့မျက်နှာချင်းဆိုင်မှာ grand အောင်သာယာကွန်ဒိုကြီးကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်အခန်းတိုင်းမှာအင်္ဂါရေချိုးခန်းရှယ်လုပ်ထားပါတယ်ကျွန်တော်တို့3တက်ကိုတက်ကြည့်လိုက်ရအောင်ဗျာ3တက်မှာလည်းအခုလိုအခန်းအခြေရှိပါတယ်ဘေးမှာတော့အင်္ဂါရေချိုးခန်းပါပါတယ်ကဲ3တက်ပြီးပြီဆိုတော့ကျွန်တော်တို့အပေါ်ဆုံးတက်ကိုသွားကြည့်လိုက်အောင်ဝယ်နာအပေါ်ဆုံးတက်တကားပါနော်အဲ့တကားကနေဖွင့်မယ်ဆိုရင်ကျွန်တော်တို့ grand အောင်သာယာကွန်ဒိုကြီးကိုလုံးဝအပြည့်အဝကိုမြင်နေရဖြစ်ပါတယ်အဲ့မှာကျွန်တော်လေကောင်းလေးတန်တွေကိုတွားရေးရှူတယ်ဒီမှာဆိုကျွန်တော်အခင်းလေးခင်းစားလို့ရမယ်အများကြီးလုပ်လို့ရမယ်ပေါ့နော် အနလီမျိုးရဲ့အချက်ချာကြရဲ့နေရာလက်ရှိစောက်နေတဲ့ကွန်ဒိုအသစ်ကြီးရဲ့မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်ဒါလည်းဆိုရင်ကျွန်တော်ခုပေးထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်မြင်နိုင်ပါမယ်ညာ大爷，大爷，哦，大爷。